ကျမရောက်လာတော့ချမ်းချမ်းကနေကအဆောင်ပြောင်းလာတဲ့အခန်းဖော်အစ်စ်မာရီမလားကြိုဆိုပါတဲ့ယုံယုံကလည်းရာဒီဥတုကတိလောက်ပူနေတာဘာလို့မတက်ထားတာလဲလို့မေးတော့ကျမလည်းတခြားသူတွေလက်မှာဆိုလို့အမြဲတမ်းတက်ထားတာပါလို့ပြောလိုက်တယ်လီလီကမွေးရပါယောဂမလို့လားဘာမှမဖြစ်ပါဘူးဟာနောက်လဲနေ့ရဲ့ပုံစံအမှန်ကိုငါတို့မြင်ရမှာပဲကိုတဲ့ချမ်းချမ်းကလည်းချွတ်လိုက်ပါယုံကြည်မှုမရှိတယ်လို့ဖြစ်မနေနဲ့တဲ့နင်းမျက်လုံးလေးကလည်းအယမ်းလာတာလို့ပြောတော့ကျမလည်းတက်ထားတဲ့မက်ကိုချွတ်ပြလိုက်တာပေါ့သူတို့အယမ်းလန့်သွားကြတယ်တောင်းပန်ပါတယ်ဟာနင်တို့လန့်သွားကြတယ်မလားငါအိမ်ကဆင်းရဲတော့ဒီမွေးရပါမှတ်ကိုဖြတ်ပစ်ဖို့မတက်နိုင်ဘူးလို့ပြောလိုက်ရတယ်ချမ်းချမ်းကမျက်နှာမှာဒီလောက်ကြီးရဲ့အမှတ်မျိုးကိုငါပထမဆုံးမြင်ဖူးတာပဲတဲ့ယုံယုံကလည်းငါမာရီကိုဘလို့နှစ်သိမ့်ရမှန်းတာမသိတော့ဘူးတဲ့လီလီကငါတို့အရင်ဆုံးအပြင်သွားကြရအောင်ဆိုပြီးထွက်သွားတယ်ဘသူမှကျမရဲ့ပုံစံအမှန်ကိုလက်မခံနိုင်ကြဘူးထပ်ပြီးအပေခံရတော့မလားမသိဘူးဆိုပြီးတွေးနေမိတယ်သူတို့ပြန်လာပြီးအခန်းထဲရောက်လာတာကြမသိတော့ငါတောင်းပန်ပါတယ်မတက်လိုက်အောင်မယ်လို့ပြောလိုက်တယ်လီလီကဘာဖြစ်လဲနှင်ခါကြီးကုန်းမနေပါနဲ့ဟာငါတို့ကိုယုံကြည်မှုရှိရမယ်လေတဲ့ချမ်းချမ်းကလည်းမာရီငါတို့နဲ့အတွက်လက်ဆောင်တစ်ခုกินထားတယ်ငါတို့တနေကုန်တိုင်ပင်ပြီးမှဝယ်ထားတာလေးတဲ့ယုံယုံကလည်းဒီပဝါလေးကရားစဝင်းဇလန်ထဲကလိုပဲတက်လိုက်ရင်အရန်လာတာလေကျမလည်းကျေးဇူးပါဆိုပြီးတက်ခဲ့လိုက်တယ်လီလီကအရန်လာတာပါပဲဟာရာဆိုငါတို့ထမင်းသွားစားရအောင်အခန်းပေါ်အသေးရောက်လာတာကိုကြိုဆိုတဲ့အနေနဲ့ပို့တဲ့ကျမကငါမလိုက်ဘူးငါတခါမှအပြင်တွေမှာထမင်းသွားမစားဘူးငါလိုင်းပေါ်ကပဲမှစားတာလို့ပြောတော့ယုံယုံတို့ကဒီလောက်လာတာပါလို့အပြင်မထွက်ရမှာလဲဆိုပြီးကျမကိုအတင်းဆွဲခေါ်သွားတော့တာပေါ့ဆိုင်ကဝန်ထမ်းတွေကအရန်ထူးကြတယ်ဆိုပြီးကြည်နေတော့ချမ်းချမ်းကသူတို့တွေတောင်နင့်ကိုလာတယ်လို့ပြောနေပြီးခဲ့လေကျမအစာစားနေတော့ဘေးကလူအမတ်ကိုမြင်သွားပြီးသူ့ဘဝတက်ထားတာဒါကြောင့်ကိုတဲ့လုံးလုံးကလည်းဒီလောက်ကြီးရဲ့အမတ်ကြီးနဲ့ဘဲတန်းကမိစ္ဆာမကြီးလဲဆိုပြီးပုံရိုက်လိုက်တာပေါ့ကျမတီချင်းပြေးထွက်ခဲ့တယ်လီလီကနေတို့တော်အားရနေလားလို့ပြောပြီးပြန်လာခဲ့ကြတယ်ချင်းချင်းကနေတို့ကြည့်ကြဦးကျောင်းရဲ့ဂယူထဲမှာမာရီကိုတိုက်ခိုက်နေကြတဲ့လီလီကလည်းငါသူတို့ကိုပြန်ပြောပြမယ်တဲ့ယုံယုံကပြောလို့မနိုင်တော့ဘူးစိတ်ညစ်လိုက်တာရဲ့ခဏကြတော့ငါတို့နှစ်ယောက်လုံးရဲ့အကောင့်တွေအပိတ်ခံလိုက်ရပြီရဲ့လေကျမလည်းနင်တို့ငါဘက်ကနေကူပြောမနေပါနဲ့ငါကျင်သားရနေပါပြီငါအပြင်ထွက်ရင်မတက်ပြီးသွားလို့ရပါတယ်လို့ပြောတော့ယုံယုံကမာရီကိုယုံကြည်မှုရှိအောင်လုပ်ပေးဖို့ကမလွယ်လိုက်တာအခုသူပိုးပြီးတိုက်ခိုက်ခံနေရပြီငါတို့ကောင်းစီခြင်းလို့လှုပ်လိုက်တာပို့ဆိုသွားတယ်လေချမ်းချမ်းကနောင်ဆိုနေတာလေးဝစ်ပြီးအပြင်ထွက်လို့ပြောတော့ငါမျက်နှာနဲ့မလိုက်ဖက်ပါဘူးဟာလို့ပြောပြီးကိုမျက်နှာကိုမှန်နဲ့ပြန်ကြည့်နေမိရဲ့လီလီကဘာလို့ငါတို့ရုပ်ဆိုးတာကိုဖုံးကွယ်ထားရမှာလဲငါတို့ကရုပ်မဆိုဘူးငါတို့တတိရှိပြတာတဲ့တယ်လို့ပြောပြီးတန်ဆိုပြီးလာပြတယ်ငါတို့နှက်ခမ်းနေတွေနဲ့လှုပ်ထားတာအခုငါတို့အတူတူဖြစ်သွားပြီးလက်ပြပုံစံလေးအတိုင်းပဲလာငါတို့အပြင်သွားကြဆိုပြီးခေါ်သွားတယ်ကျမတို့အတူတူကစားကြတယ်ဂိမ်းတွေစောကြတယ်အယုတ်ကောက်ကြတယ်ဘေးကကောင်လေးတွေကကြည်လိုက်ဦးသူတို့စတိုင်နဲ့သူတို့မိုက်တယ်လေကျမအရန်ပျော်ရွှင်နေတာပေါ့လီလီကငါတို့ကမျက်နှာတက်လိုက်ယုံနဲ့အဆင်ပြေပေမဲ့မာရီကတော့တခြားသူတွေရဲ့ထူးဆန်းတဲ့အကြည့်တွေနဲ့ကြီးခံနေရဦးမှာဆိုပြီးစိတ်မကောင်းဖြစ်နေတော့ချမ်းချမ်းကအမာရွတ်တွေအမတ်တွေဖြတ်ပေးတဲ့စီးကန်းစာရွက်ကိုတွေ့သွားပြီးငါတို့မာရီကိုငါတို့လိုပဲဖြစ်အောင်လုပ်ပေးကြမယ်တဲ့ချမ်းချမ်းကငငယ်ကလေးကဆူထားတဲ့စုဘူးကိုခွဲလိုက်တယ်လီလီကလည်းဒါကငါအချိန်ပိုင်းလုပ်ပြီးရထားတာနဲ့ဘောနက်တွေတဲ့ယုံယုံကလည်းဒါကငါအမျိုးတွေပေးနဲ့ဟုံပေါင်းတွေတဲ့ကျမကနေတို့ဘာလုပ်ကြမလို့လဲလို့မေးတော့ငါတို့နေကိုဓာတ်ပုံမော်ဒယ်လုပ်ခိုင်းမလို့ဒါကိုနင်းလာစာလို့သဘောထားလိုက်တဲ့ကျမကမဖြစ်နိုင်ဘူးလို့ပြောတော့ချမ်းချမ်းကနေငါတို့ကိုပြန်ပေးရမှာပါအခုတော့ဒါကိုအရင်သွားလုပ်လိုက်လို့ပြောတယ်မာရီဒီဘက်ကိုလှည့်ဆိုတဲ့အတန်လေးလီလီကအရန်လာတဲ့ကောင်မလေးငါတို့အကောင့်အကြရအောင်ဆိုပြီးစနေတာပေါ့ကျမရဲ့ဘဝတစ်လျှောက်လုံးကိုပူလောင်စေခဲ့တဲ့အဲ့ဒီမွေးရပါအမှတ်ဟာသူတို့ကြောင့်ပဲပျောက်ကွယ်သွား